အချိန်မီပတ်စံမတော့ရင်စီဇိုလင်နဲ့ထူးမခြားနာဘွားဖြစ်သွားမဲ့ကို7စီပရိသတ်များလုံးဝမင်္ဂလာများဂျီဂျီကိုကနေပြန်လဲကြိုလိုက်ပါတယ်။မန်ယူတင်ဟာပြီးခဲ့တဲ့ရာသီမှာအဆင့်15နဲ့ရာသီသိမ်းခဲ့ပြီးဥရောပမှာဖလားလက်မဲ့ရာသီတစ်ခုရင်ဆိုင်ခဲ့ရပါတယ်။ရှက်ရှာပပယူရိုပါလိပြိုင်ပွဲမှာဖိုင်နယ်ရောက်ခဲ့ပေမဲ့ပရီးမီးယားလိအသင်းဖြစ်တဲ့စပါအသင်းကိုရှုံးနိမ့်ခဲ့ပြီးတော့ဥရောပဖလားမရှင်ပြိုင်ရမယ့်ရာသီတစ်ခုကိုစတင်ရတော့မှာပါ။မန်ယူတင်ဟာအခုအသင်းရဲ့ကစားသမားကွန်ညာကိုယူရို62.5 သန်းနဲ့ခေါ်ယူနိုင်ခဲ့ပါတယ်။အဲဒီနောက်ကွန်ညာနဲ့တွဲဖက်ကစားဖို့ဘရန်ဖို့အသင်းကအမ်ဘူမိုကိုဆက်လက်ခေါ်ယူသွားဖို့စိတ်ဝင်စားလျက်ရှိနေပါတယ်။မန်ယူတင်ဟာဒီဇာမနှစ်အောင်လုံးကိုယူရိုပါလိဖိုင်နယ်မကန်ခင်တည်းကခေါ်ယူဖို့စိတ်ကူးနေကြတာဖြစ်ပြီးတော့ယူရိုပါလိဖလားရခဲ့ရင်နောက်ရာသီချန်ပီယံလိအတွက်အကောင်းဆုံးစိတ်ကူးထားခဲ့တာပါ။ဒါပေမဲ့မန်ချက်တဲ့နန်းကျွတ်မကိုက်ခဲ့ပဲနဲ့အပြည့်ပြည့်နဲ့နှကောင်းသွေးထွက်ဆိုတော့ယူရိုပါလိဖိုင်နယ်မှာစပါးအသင်းကိုရှုံးနိမ့်ခဲ့ပြီးဒုတိယလူဖြစ်နေတာကြံရင်ခဲ့ရပါတယ်။ဒါပေမဲ့မန်ယူအသင်းဟာကိုကကြမှာကိုယ်တိုင်ရေးခွင့်ရခဲ့တာပါ။ဘရာသာတို့လည်းဘရာသာတို့ချစ်သူကနောက်လူရေးသွားလို့ဒုတိယလူဖြစ်ခဲ့ရတာမျိုးမဟုတ်ပဲမန်ယူအသင်းကတော့ကိုယ်တိုင်ပဲစပါးလက်ထဲကိုထိုးထည့်ပေးလိုက်တာပါ။မန်ယူအသင်းဟာ2024-25ဘောလုံးရသည်မပြီးဆုံးခင်ကလေးကခေါ်ယူဖို့ကမ်းလှမ်းနေတဲ့အမ်ဘူမိုကိုယူရို55သန်းနဲ့ကမ်းလှမ်းခဲ့ပေမဲ့ဘရန်ဖို့အသင်းကတော့ဒီကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။ဇာမကိုယ်တိုင်ကမန်ယူအသင်းကိုလာခြင်းပေမဲ့အသင်းတာဝန်ရှိသူတွေကတော့ယူရို55သန်းနဲ့ပိုးတဲ့မွေးမာနာကိုလိုချင်နေတာဖြစ်ပါတယ်။ဒီဘရာဇီးသားကိုစပါးအသင်းကခေါ်ယူဖို့အတွက်စိတ်ဝင်စားလျက်ရှိနေပါတယ်။စပါးအသင်းဟာအမ်ဘူမိုလည်းခေါ်ယူဖို့အရေးမှာထဲဝင်ပါဝင်လာခဲ့ပြီးဘရန်ဖို့အသင်းကလိုချင်တဲ့တန်ကြေးတစ်ခုနဲ့ကမ်းလှမ်းလိုက်မယ်ဆိုပါကဘရန်အမိုရီနေနဲ့စပါးအသင်းကိုဘောလုံးရသည်တစ်ခုမှာအဖက်ဖက်ကနေရှုံးနေသွားမှာဖြစ်ပါတယ်။ဘောလုံးရသည်တစ်ခုပြီးဆုံးသွားတိုင်းဖော်တိုရှားနဲ့ပြီးဆုံးနေကြဖြစ်တဲ့အာဆင်နယ်အသင်းနဲ့အဖေးမတူခြင်းတော့မန်ယူနေနဲ့ဒီအပြောင်းအရွှေ့မှာမွေးသုံးဖို့လိုအပ်နေမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်